Spider-Man လို့ပြောလိုက်ရင် brother တို့ဘယ်လိုပုံစံမျိုးအရင်ပြေးမြင်တယ်မသိဘူးကျွန်တော်ဆိုတော့ဒီခြေတံလက်တံဆိုလဲခက်ရှိရှိပေါ့နော်ပေါ့ပေါ့ပါပြလူငယ်တယောက်အဲ့လိုမျိုးမြင်တယ်ဒီနေ့ topic ကနည်းနည်းတော့ controversial ဖြစ်မယ်ဒါပေမဲ့ it's just my opinion ပေါ့နော်ကျွန်တော်အကြိုက်ဆုံး Spider-Man က Andrew Garfield ပဲ Alright စနေပါမှပြန်လဲကြည့်လို့ပါတယ်ဒီနေ့မှာတော့ Andrew Garfield ကဘာဖြစ်လို့အကောင်းဆုံး Spider-Man လဲဆိုတာကိုကျွန်တော်အချက်၅ချက်နဲ့တက်တည်ပြောရမယ်အရင်ဆုံးအနေနဲ့ disclaimer ပြောထားဖို့လိုလိမ့်မယ်ဘာလို့လဲဆိုတော့တခြား fan တွေကျွန်တော်လာဆဲကြမှာကျွန်တော်သိတယ်ကျွန်တော်ဒီ Spider-Man actors သုံးစလုံးကြိုက်တယ်ပြီးတော့သူတို့ရဲ့ဒီ movies တွေအားလုံးကိုလည်းကျွန်တော်ကြည့်ဘူးရပေါ့နော်ဒါပေမဲ့ဒီနေ့ video ကနည်းနည်း Andrew Garfield ကို glaze လုပ်တဲ့ video လို့ပဲပြောရမှာ Number 1 comic accuracy နဲ့ဆုကြောင့် live version ကပြဒီ Spider-Man ဆုတွေအားလုံးကိုရှင်းကြည့်လိုက်ပေါ့နော် Tobey Maguire ရဲ့ဆုကဟုတ်တယ်သူက classic ဖြစ်တယ်ဗျကျွန်တော်ရဲ့ရင်ဘတ်ထဲမှာလည်းရှိနေတယ်ဒါပေမဲ့ web shooters မပါတာပေါ့နော်တိတ်ပြီးတော့ comic accurate ဖြစ်တဲ့ထဲမှာမပါဘူးနောက်ပြီးတော့ Tom Holland ပေါ့နော် Tom Holland ရဲ့ suit တွေဆိုရင်လည်းအများကြီးပဲဗျပြီးတော့သူ့ရဲ့ suit တွေကဒီ Spider-Man suit တွေဆိုတော့ Iron Man suit တွေလို့တော့ပိုပြီးပြောလို့ရတယ်ဘာလို့လဲဆိုတော့ Iron Man tech တွေကိုပဲသုံးထားတယ်ဆိုတော့ပေါ့နော်ဒါပေမဲ့အခုလာမဲ့ဒီ Spider-Man brand new day က suit ကြရင်တော့ဒီ comic accurate sense suit ကိုမြင်ရမှာဆိုတော့ဒါကတော့မစိုးဘူးပေါ့နော်ဒါပေမဲ့တစ်ခုပဲသိလားဒီ Andrew Garfield ရဲ့ suit မှာဘာသွားပြီးထူးခြားရလဲဆိုတော့သူ့ရဲ့ islands တွေဗျ islands တွေကတခြား Spider-Man တွေထက်ပိုပြီးတော့ကြီးတယ်ဒါကလည်းဒီ comic တွေကပေါ့နော် Spider-Man look နဲ့တစ်ထက်တည်းသွားကြနေရပဲပေါ့နော်အခုလာမဲ့ဒီ brand new day ဆုကတာပေါ့နော်အဲ့လိုမျိုး islands ခက်ကြီးကြီးတွေပါလာခဲ့မယ်ဆိုရင်အဲ့ဒါကအကောင်းဆုံးဒီ comic accurate အဆန်ဆုံးဆုဖြစ်လာမှာဒါပေမဲ့မပါလာခဲ့ဘူးပေါ့နော်အဲ့တော့ဒီ Andrew ရဲ့ဆုကအခုချိန်ထိအကောင်းဆုံးပဲကျွန်တော်ပြောချင်တာဒီ islands တွေတခုတည်းကြောင့်တော့မဟုတ်ဘူးပေါ့နော်ဒီဆုမှာသုံးထားရပြ vibrant ဖြစ်တဲ့ colors တွေပြီးတော့ဒီ weapon lines တွေနောက်ဆုံးဒီ mechanical web shooters တွေသုံးထားတာအစားပေါ့နော်တော်တော်လေး comic accurate ဆန်တယ် number 2အရန်မိုက်တဲ့ web shooters တွေကြောင့်ဒါကတော့ခုနဆုနဲ့ဆိုင်ပဲပေါ့နော်နည်းနည်းပို့ပြီးတော့နှက်နေအရင်ဆုံးအနေနဲ့ Tobey Maguire ကျတော့ဒီ organic web ကိုသုံးတာ web shooters တွေမဟုတ်ဘူးပေါ့နော်ဟုတ်ပါတယ်ဒါကကျွန်တော်လည်းလက်ခံတယ်ပေါ့နော် organic web ကတခြား Spider-Man တွေတဲ့ပို့ပြီးတော့ unique ဖြစ်တယ်ပို့ပြီးတော့ cool ဖြစ်တယ်ဗျပို့ပြီးတော့မိုက်တယ်ပေါ့နော်ကြည့်ရတယ်ဒါပေမဲ့ဒါကြီးက comic accurate ဆန်နေပြီဆိုတော့လက်ခံရလိမ့်မယ်ပေါ့နော် comic တွေက Spider-Man တွေတော်တော်များများကလည်းဒီ web shooters တွေပဲသုံးတာပြောရရင်ဒီ web shooters တွေကဗျ organic web ထက်ပို့ပြီးတော့ control ဘိုင်းလည်းပို့ပြီးကောင်းတယ်ပြီးတော့ web ပုံစံပေါ့နော်အမျိုးပြောင်းပြီးပြစ်လို့ရတဲ့မျိုးတွေကပို့ပြီးတော့မိုက်တယ်ဗျကြည့်ရတယ်ဥပမာဆိုရင်ဒီ Amazing Spider-Man 2မှာဗျဒီ Times Square မှာပေါ့နော် electoral ရဲ့စီးကြားနေပြီးတော့ Spider-Man တယောက်ဗျလူတွေလိုက်ခဲ့တဲ့ scene မှာဆိုရင်သူ့ရဲ့ဒီ web shooters ရဲ့အလုပ်လုပ်ပုံကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်နောက်ပြီးတော့ဒီ web shooters ပါတာကလည်း story ဘိုင်းမှာပို့ပြီးတော့ development ပို့ပြီးဖြစ်စေတယ်ဘယ်လိုမျိုးလဲဆိုတော့ဗျဒီ Amazing Spider-Man 1မှာထင်တယ်ပေါ့နော် Peter Parker တယောက်ဗျအခန်းထဲမှာကြိတ်ပြီးတော့ web shooters တွေကိုတီထွင်နေတဲ့ scene ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့လိုပြောလို့ပေါ့နော်ဒီ Tom Holland လည်း web shooters ပါတာပဲလေကွာဘာလို့ Andrew Garfield ကို glaze လုပ်နေရလဲပေါ့ Tom Holland ကကျတော့ဒီ web shooters တွေပါတယ်ဆိုမဲ့သူ့ရဲ့ web shooters တွေကပေါ့နော်ခုနဆုတွေတုန်းကအတိုင်းပဲဗျ Iron Man ရဲ့ လောင်းရင်မိနေရပဲပြောရမလားပေါ့နော်ပို့ပြီးတော့ technical ပို့ဆန်တယ်ဗျအခုလာမယ့်ဒီ brand new day ကြရင်တော့ Iron Man ရဲ့လောင်းရင်လွတ်ပါပြီပေါ့နော်ပြီးတော့ဒီ Andrew Garfield လိုမျိုး mechanical web shooters တွေပါလာပြီးမှတ်တာဘယ်ဟုတ်မလဲတကားပတ်တာတွေဖြုတ်ပြီးတော့ထည့်တာNumber 3 Spider-Man လို့ခန္ဓာကိုယ်ချိုးစားကြအောင်ကျွန်တော် intro မှာပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ကျွန်တော် Spider-Man ဆိုရင်ခြေတံလက်တံဆိုလဲခက်ရှိရှိခန္ဓာကိုယ်ဆိုလဲ lean ဖြစ်မယ်လုံးဝပေါ့နော်ပို့ပါပြလူငယ်တယောက်အဲ့လိုမျိုးမြင်တယ် comic တွေကဒီ Spider-Man variants တော်တော်များများလဲအဲ့ပုံစံမှာပဲပြောရရင် Tobey Spider-Man ကျတော့ lean ဖြစ်တယ်ဆိုပေမဲ့နည်းနည်း muscular ဖြစ်တဲ့တဲမှာပါတယ်ဗျာဒါလည်းကျွန်တော်ထင်တယ်ပေါ့နော်အရက်နဲ့သွားပြီးဆိုင်လိမ့်မယ် Tobey က9ပေ8 Tom ကလည်း9ပေ8ပဲ Andrew ကကျတော့9ပေ10ပေါ့နော် Google မှာတစ်ချက် search သွားလုပ်ကြည့်လိုက်ဗျာ Spider-Man comic တွေက Spider-Man ရဲ့အရက်ကလည်း9ပေ10ပဲဆိုတော့အရက်ရှိနေပေါ့နော်ခန္ဓာကိုယ်လည်း lean ဖြစ်ပြီးတော့ကြည့်လို့ကောင်းတာဆိုရင် Andrew Garfield ပဲရှိတယ်ဒါတော့ကျွန်တော်ပဲ bias ဖြစ်နေရလားဘာလဲတော့မသိဘူးပေါ့နော်ဒါတော့ပြောရရင်ဗျ Reddit တို့ဘာလို့မှလည်းရှိရပဲ Andrew Garfield body ရဲ့ Spider-Man လို body မျိုးဘာညာပေါ့နော်ပြောနေကြတာမျိုးတွေလည်းရှိပါတယ်ကျွန်တော်တယောက်တည်း bias ဖြစ်နေရတော့မဟုတ်တော့ဟုတ်ထင်တာပဲပြီးတော့ပေါ့နော်ဒီ Spider-Man ဆိုတဲ့ကောင်းလဲဗျပြောရရင်ပေါ့လုံးဝတော်တော်လက်ဖြက်လက်ဆိုတဲ့ကောင်းမျိုးဗျလုံးဝ aerobatic ဖြစ်တဲ့ကောင်းမျိုး Andrew Spider-Man ကိုကြည့်လိုက်ရင်လည်းအဲ့ပုံစံပဲသူကဒီ battle မှာချတဲ့ scenes တွေဆိုရင်တော်တော်လေးကြည့်လို့ကောင်းတယ်ပေါ့နော်နောက်ပြီးတော့ဒီမျိုးထဲမှာ swing လုပ်တဲ့ scenes တွေပါဆိုလဲတော်တော်လေးမိုက်တယ်ပေါ့နော် fluid ဖြစ်ချပဲဗျအဲ့ swing လုပ်တဲ့ scenes တွေထဲမှာပေါ့နော် Spider-Man တွေအကုန်လုံးထဲမှာအကြိုက်ဆုံးက Andrew Garfield ပဲတော်တော်လေးသူ့ရဲ့ swing လုပ်တဲ့ပုံစံဗျလုံးဝပင်းကူတယောက်နဲ့ပို့ပြီးတူတယ်လို့ခံစားရတယ်ပေါ့နော် Number 4 Spider-Man လို့ personality ကြောင့်အရင်ဆုံးအနေနဲ့ကျွန်တော်အမှန်ပြောရရင်ပေါ့နော် Andrew Garfield ရဲ့ Peter Parker ကိုတိတ်ပြီးတော့သဘောမကျဘူးဗျ Spider-Man အနေနဲ့ဟုတ်တယ်သူက battle မှာတော့မှပေါ့နော်ဒီ villains တွေဗျစနောက်ပြီးတော့ချနေတတ်တဲ့ကောင်မျိုးဒါပေမဲ့ Peter Parker ကျတော့သူ့ရဲ့လုံးဝဆန့်ကျင်ဘက်လို့ပြောလို့ရတယ်သူကလုံးဝအနေအေးရဲ့စာချဘူးတယောက်ပဲပေါ့နော်သူ့မှာအဲ့လိုမျိုးစိတ်ကြီးဝင်တတ်တဲ့ ego တွေပါမရှိဘူးဗျ Andrew ကျတော့အဲ့လိုမဟုတ်ပေါ့နော်ဒီဘွဲတက်ယူရဲ့ဆင်းမှာဗျလူတွေအများကြီးရှိမှာ Gwen Stacy ကိုနမ်းလိုက်တာမျိုးကa little bit cocky ဖြစ်တယ်လို့ကျွန်တော်ထင်တာပဲအဲကြောင့်ကျွန်တော်ပြောတာ Andrew is the best Spider-Man but not the best Peter Parker ပေါ့နော် Spider-Man အနေနဲ့ကတော့ဟုတ်တယ်ပေါ့နော်ဒီ Andrew ရဲ့ personality ကတော်တော်လေးထပ်တူကြတယ် Tobey Maguire လို့လည်းအရင် aggressive Sam နေဘူး Tom Holland လောက်လည်းပေါ်တော်ဖြစ်နေပြီပေါ့နော် Number 5
ကျွန်တော်ကောင်းမှလေးကြိုက်လို့ Andrew ကလုံးဝစော်ကြည့်ပဲပေါ့နော်သူ့ရဲ့ပုံစံပြ appearance ကလုံးဝမိုက်တယ်လုံးဝယောက်ျားချင်းတောင်ကြွေရပဲကျွန်တော်ကြိုက်တဲ့ဒီ Andrew ရဲ့နောက်ထပ်ရုပ်ရှင်တစ်ခုရှိတယ်အဲ့ဒါကြောင့်ဒီ Hacksaw Ridge လို့ခေါ်ရပါတော့ World War II ကပြလုံးဝတနက်မကင်တဲ့စစ်တပ်သားတွေကနေပြီးတော့တရုပ်ဆောင်တာတနက်မကင်ဘူးနော်လုံးဝ Bible ပဲကင်တာပေါ့နော်ချမ်းစာကိုပဲကင်ပြီးတော့ရှေ့တန်းမှာပြလူတွေအများကြီးကိုလိုက်ပြီးတော့ကဲတယ်ဆိုတော့လမ်းကြော်ပြောရင်အဲ့ရုပ်ရှင်လည်းကျွန်တော်ကြည့်ဖို့တော်တော်လေး recommend လုပ်ချင်တယ်ဆိုတော့ထားပါတော့အဲ့ကားထဲမှာပြဒီမင်းသမီး Teresa Palmer နဲ့ပေါ့နော် pronunciation မှားနိုင်တယ်ဆိုတော့ Teresa Palmer အဲ့မင်းသမီးနဲ့ဒီ Andrew Garfield နဲ့ကပထမပိုင်းဆက်ရုပ်တွေမှာတော်တော်လေး chemistry မိတာကိုမြင်ရတယ်ပေါ့နော်ကျွန်တော်ထင်တယ်ဒီ Amazing Spider-Man ရုပ်ရှင်တွေအောင်မြင်နေဆိုတာလေ Spider-Man တယောက်တည်းကြောင့်တော့မဟုတ် Gwen Stacy ကြောင့်လည်းပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီနောက်ဆုံး scene ကဟာပေါ့နော်တော်တော်များများလေးသိပြီးလောက်ပါပြီဆိုတော့အဲ့ scene ကတော်တော်လေး emotional ဖြစ်တယ်တော်တော်လေးလဲ Spider-Man ရုပ်ရှင်ကိုကြည့်ဖို့အတွက်လူတွေအများကြီးအဲ့လိုမျိုးစိတ်ဝင်စားကြရတယ်လို့ထင်တာပဲဒီထဲမှာ Gwen Stacy ကတော့ Emma Stone တရုပ်ဆောင်တာသူကဒီ Andrew Garfield နဲ့လည်းတော်တော်လေးပေါ့နော် chemistry မိတာကိုမြင်ရတယ်ဒီ Gwen Stacy တားနေကြတာပေါ့နော် Spider-Man ထွက်သွားတဲ့ဆင်းမှာဆိုရင် Peter ဆိုပြီးတော့လမ်းអော်လိုက်တာပေါ့နော်အဲ့ဒါကတကယ်တော့သူကပါဇက်ကနေတော့ထွက်သွားတာဗျာ script ထဲမှာလုံးဝမပါဘူးပေါ့နော်စဉ်းစားကြည့်လိုက်ပေါ့နော်အဲ့လောက်ထိကို chemistry ကတော်တော်လေးကောင်းတာဗျာတခြားဒီ Spider-Man တွေရဲ့ relationship တွေကိုလိုက်ကြည့်မယ်ဆိုရင်ဒီ Tobey Maguire ရဲ့ MJ ဆိုလဲကျွန်တော်တော်တော်များများကြည့်လို့မရကြဘူး red flag ပါညာပေါ့နော်သူ့ရဲ့ပုံစံဗျာတော့ရီးစားချုပ်တယ်ဗျာပြောရရင်နောက်ပြီးဒီ Tom Holland ရဲ့ MJ ကြောက်လေအဲ့လောက်ကြီး chemistry မိရလို့ကျွန်တော်သိမခံစားဘူးပေါ့နော်ဒီ MJ address Zendaya နဲ့ဒီ Tom Holland နဲ့ကအပြင်မှာဆေးသက်ထားရတာပြောတာပေါ့နော် screen ပေါ်မှာကျတော့အဲ့လောက်ကြီး chemistry မမိတယ်လို့မျိုးခံစားရတယ်ပေါ့နော်ဒွန်နဲ့ကဒီ Timothy Chalamet နဲ့တော့မှ Zendaya ပို့ပြီးတော့ chemistry မိနေတယ်လို့ပဲဆိုတော့ထားပါတော့ဆိုတော့ Spider-Man တွေအားလုံးရှင်းကြည့်လိုက်ရင်လုံးဝ emotional လည်းဖြစ်ရမယ်လုံးဝ relationship ကိုလည်းတိတ်ချပြသွားနိုင်တာဆိုရင် Andrew Garfield ရဲ့ Spider-Man တယောက်ပဲရှိမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီ၅ချက်လောက်ပါပဲထပ်ပြီးပြောရရင်ကျွန်တော် Spider-Man actors ၃ယောက်စလုံးကိုကြိုက်ပါတယ်ထပ်မပြောရင်ကျွန်တော်ဈေးဖို့ပဲရှိရော generation တစ်ခုချင်းစီပြတယောက်ချင်းစီတိုင်းမှာကိုယ်ပိုင် unique ဖြစ်တယ်ပေါ့နော်အချက်လေးတွေပြီးတော့အားသာချက်တွေအားနည်းချက်တွေရောရှိကြရပဲ Andrew Garfield ဆိုလဲကျွန်တော်လုံးဝကြီးကြိုက်တယ်လို့ပြောရမှာမဟုတ်ပေါ့နော်သူ့ရဲ့ဒီ Peter Parker ကိုကျွန်တော်တိတ်ပြီးတော့သဘောမကျဘူး Peter Parker ဆိုရင်ဒီ Tom Holland ရဲ့ Peter Parker မှာပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းသေးရပေါ့နော်ပြီးတော့ဒီ Tobey Maguire ဆိုလဲ live version ကပေါ့နော် Spider-Man လမ်းကိုလုံးဝဖောက်သွားခဲ့တာပဲရှေ့ဆုံးမှာပေါ့နော်ပြီးတော့ဒီ Andrew Garfield ကကျတော့ကျွန်တော်ဘာလို့ကြိုက်တာလဲဆိုတော့သူက comic accurate အဆန်ဆုံး Spider-Man ပေါ့နော် brother ကိုလည်းကျွန်တော်နဲ့အမြင်မတူဘူးပြီးတော့ကိုကြိုက်တဲ့ Spider-Man ကတခြားတစ်ယောက်ဆိုရင် comment မှာယူရခဲ့ပြီပေါ့နော်ကျွန်တော်တို့တူတူဆွေးနွေးကြမယ်အဓိကတော့ဗျာဘယ် actress ကိုပဲကြိုက်ဘယ်မင်းသားကိုပဲကြိုက်ပေါ့နော်ကိုကြိုက်နေပြီးရမှာမဟုတ်လားဆိုတော့ဘယ်သူမှကြည့်မစားနဲ့ပေါ့နော်ဒါပေမဲ့သူများကြိုက်လို့ဆိုပြီးတော့ like တော့မကြိုက်နဲ့ပေါ့နော်ကိုဘာလို့ဒီ Spider-Man ကိုကြိုက်ရလဲဆိုတော့ reason တော့ရှိတဲ့တယ်လို့ကျွန်တော်ထင်တာပဲ